Hi everyone, welcome back to my channel. This is Isis. Okay. ဒီနေ့ကတော့ဘာမှမဟုတ်ဘူး project လေးတစ်ခုလုပ်ဖို့ရှိရဲ project လေးလုပ်မှဖြစ်တဲ့အတွက်ကြောင့်DIY project လေးပေါ့နော် project လေးလုပ်မှဖြစ်တဲ့အတွက်ကြောင့်ဒီ vlog လေးရိုက်ချင်တော့ရိုက်လိုက်တာဖြစ်တယ်ဒီ project ကိုဘယ်လိုလုပ်ရလဲဘာပြင်ဆင်ရလဲဆိုတော့ကိုဒီ video မှာသိရမယ်ပေါ့နော်ရက်သတ်မှတ်ထားတဲ့ deadline အနေနဲ့တော့15ရက်သတ်မှတ်ထားတယ်ဒါပေမဲ့ဘယ်နေ့မှဘယ်လိုပြီးမလဲဆိုတော့တိတ်မသိသေးဘူးအဲ့တော့အစနဲ့တူတူဒီ video လေးကိုဆောင်ကြည့်လိုက်ကြပါဦး။ဒါကတော့လိုတဲ့ component တွေပါဒီမှာဒါကတော့ temporary လေးပေါ့နော်made to made ပါဒါကတော့bread pot ရဲ့ဒီမှာ raspberry pi pico မှာသူက RP2040 ဒီမှာ OLED ဒါတော့လည်းချိတ်ထားတော့လေချုပ်ပြတော့ဘူးပေါ့နော်ဒါခေါ်ပြီးတော့ဒီမှာက Hada premium diode ပါရဲ့ပြီးရင်ဒါကြောင့် diode ပဲပေါ့နော်ဒါလည်း diode ပါပဲဒီ diode နဲ့နောက်ဆက်လေးရှိတယ်ပေါ့နော်ဒါကြောင့် PCB ပြပါအခုပေးရအောင်ပါပေါ့နော်ဒါဝါယာကြိုးပို့ရင်ဒါတော့လိုတဲ့ component တွေပါပဲဒီမှာတော့လောလောဆယ်ဒီကုတ်ရင်းနေတာပေါ့နော်ဘာမှမဟုတ်ဘူးအဲ့တော့ဒီမှာဘယ်လိုမျိုးဒါတွေကိုတတ်ထားလဲဆိုတာလေးနည်းနည်းရှင်းပြပါမယ်အခုဒီဟာလေးရယ် component တွေအရှင်းပြပေးပြီဆိုတော့ဒီပေါ့နော်raspberry pi နဲ့ OLED ရဲ့အလုံးအောင်ပဲအရင်ဆုံးစမ်းပြသွားမယ်ပေါ့နော်အဲ့တော့OLED နဲ့ raspberry pi ဘယ်လိုလုပ်လဲဆိုတော့နောက်ထပ် video မှာသင်ပြပေးမယ်ပေါ့နော် tutorial အနေနဲ့ပြီးတော့ raspberry pi မှာလိုအပ်တဲ့ဟာတွေကမပြောလိုက်ရအောင် raspberry pi မှာ USB cable လေးလိုရပေါ့နော် USB cable ကိုတိုက်ပြီးပေါ့နော်ပြောရမယ်ဆိုရင်Android တွေပိုင်းမှာတုံးတဲ့အတွင်းကျိုးပေါက်ပဲပေါ့နော်ဒါပေမဲ့ charging only မဟုတ်ဘဲနဲ့ data transfer လုပ်နိုင်တဲ့ cable ရှိရပေါ့နော်အဲဆိုင်မှာမေးကြည့်ပြီးဝယ်လို့ရတယ်ဒီနေ့ video တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ် I like to work my wrist I like to pop my shit you ain't been through shit niggas on the net keep dissing now the boy missing and they can't find who did it work the wheel feel like Houdini eyes low feel a real